ကျွန်တော်တို့ရန်ကုန်မှာနေတာကြာပြီဒါပေမဲ့ဒီနေရာတွေကိုတော့ညဘက်မရောက်ဘူးကြဘူးဘာလို့လဲဆိုတော့အဲ့ဒီနေရာတွေကိုတွားလေဖူးသူတိုင်းနောက်တစ်ခါပြန်မတွားကြလို့ပါဒီညတော့ကျွန်တော်အဲ့ဒီအကြောင်းလေးကိုပြောပြမယ်ခင်ဗျားတို့အဆင်သင့်ထင်ပြီလားမင်္ဂလာပါကျွန်တော်တို့နေထိုင်တဲ့ရန်ကုန်မြို့ကြီးဟာနေခင်းပါဆိုရင်စီခါတိုက်မြိုက်တဲ့စီးပွားရေးမြို့တော်ကြီးပါရွှေဒီကုန်းဖရားရဲ့ရွှေရောင်အောက်မှာလူတွေအလုပ်တွေရှုံနေကြတဲ့ခိမီရဲ့မြို့ကြီးပေါ့ဒါပေမဲ့ညဘက်ကျရင်တော့ဒီမြို့ကြီးရဲ့မျက်နှာကတမြို့တစ်ပုံပြောင်းလဲသွားတတ်ပါတယ်ကိုလိုနီခေတ်အဆောက်အဦဟောင်းကြီးတွေလမ်းဆောင်လမ်းခွာတွေအဆောက်အဦထောင်တိုင်းမှာတမိုင်းဝင်ဖြစ်ရဆိုးရီအငွေအထက်တွေကြံရစ်နေလေလို့ဆိုကြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း100နေလာလောက်ကကွဲလုံးသွားသေးကြတဲ့ဝိညာဉ်တွေဟာညဘက်ဆိုရင်ပြန်လဲလှည့်လည်နေကြတယ်လို့ဒေတာခန့်တွေယုံကြည်ကြပါတယ်တချို့နေရာတွေဆိုရင်နေခင်းကြတော့ဘာမှမထူးဆန်းပါဘူးဒါပေမဲ့ညနေဆောင်လာရင်လူတွေရှောင်သွားကြတယ်တကားခောက်တန်တွေအော်ဟစ်တန်တွေကလေးငိုတန်တွေကြားရတယ်လို့ပြောကြပါတယ်ဒီညတော့ကျွန်တော်တို့အတူတူရန်ကုန်မြို့ရဲ့တရေအချောက်ဆုံးလို့နာမည်ကြီးတဲ့နေရာ၄ခုကိုတွားရောက်လေ့လာကြည့်ကြရအောင်ဒီညကျွန်တော်တို့တွားမယ့်နေရာတွေကတကယ်ကိုကြောက်စရာကောင်းတဲ့နေရာတွေပါဒါကြောင့်ဗီဒီယိုကြည့်ရင်အိမ်မှာတက်ရောက်ထဲဆိုရင်မီးလေးဖွင့်ထားဖို့မမေ့နဲ့နော်ကဲစလိုက်ကြရအောင်နံပါတ်1ချင်းဆောင်နန်းတော်ပထမဆုံးနေရာကတော့ဗဟန်းမြို့နယ်လိုင်ကန်အနီးမှာရှိရဲ့ချင်းဆောင်နန်းတော်ပါပဲဒီအဆောက်အဦကြီးကိုလမ်းမြင်လိုက်တာနဲ့တမျိုးကြီးခံစားရတတ်ပါတယ်ဘာလို့လဲဆိုတော့ဒီအဆောက်အဦရဲ့ပုံစံကတခြားအဆောက်အဦတွေထက်လုံးဝကွဲပြားနေပါတယ်ဒီနန်းတော်ကြီးကိုလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်1900ပြည့်နှစ်ဝန်းကျင်လောက်မှာချမ်းသာတဲ့တရုတ်ကုန်တဲ့ဦးလင်ချင်းဆောင်ကတည်ဆောက်ခဲ့တာပါသူဟာစံကုန်တဲ့တရုတ်ထစ်ပြီးမြန်မာပြည်မှာအခြေချနေထိုင်ခဲ့တဲ့တရုတ်လုပ်ငန်းရှင်ကြီးပါဒီနန်းတော်ကိုဆောက်လုပ်ဖို့အီတလီနဲ့ဖင်စစ်ကဗီဒုကပညာရှင်တွေကိုတောင်ခေါ်ယူခဲ့ရတယ်လို့ဆိုကြပါတယ်ဒါကြောင့်လဲဒီအဆောက်အဦမှာအနောက်တိုင်းဗီဒုကလက်ရာတွေနဲ့တရုတ်ရိုးရာဗီဒုကလက်ရာတွေရော်ဆယ်နေပါတယ်ဒါပေမဲ့ဒီလာပတဲ့နန်းတော်ကြီးရဲ့နောက်ကွယ်မှာတော့ခြေခွဲစီယာဇလန်းတွေရှိနေပါတယ်ဦးလင်ချင်းဆောင်ဟာတချိန်ကစီးပွားရေးအရာအလွန်ထွန်းကားခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဒေဝါလီခံခဲ့ရပါတယ်တချို့သမိုင်းမထမ်းတွေမှာတော့သူဟာလှုပ်ကြံခံခဲ့ရတယ်လို့ဆိုကြပါတယ်သူ့ရဲ့ရန်သူတွေဒါမှမဟုတ်စီးပွားရေးပြိုင်ဘက်တွေကလှုပ်ကြံခဲ့တာလို့လည်းကောလာဟလတွေထက်ခဲ့ပူပါတယ်ဒါအပြင်ဒီနန်းတော်ကနေလိုင်ခန့်ကိုပေါက်နေတဲ့ဦးမင်းလွိုင်ခေါင်းတွေရှိတယ်လို့လည်းဒေတာခန့်တွေယုံကြည်ကြပါတယ်အဲ့ဒီလွိုင်ခေါင်းကနေလူသေးအလောင်းတွေကိုထည့်ဆောင်ပြီးကမ်းထဲမှာစွန့်ပစ်ခဲ့ဖို့တယ်လို့ပြောကြပါတယ်ကျွန်တော်တို့ငယ်ငယ်တုန်းကအဖွားတွေပြောပြဖူးပါတယ်ဒီအိမ်ကြီးမှာညဘက်ဆိုရင်မီးလင်းနေတဲ့အခန်းတွေရှိတယ်လူသူမရှိတဲ့အချိန်မှာအလင်းရောင်တွေပေါ်လာတတ်တယ်လေးချွန်းတန်းတွေစကားပြောတန်းတွေကြားရတတ်တယ်လို့ပြောကြပါတယ်အခုချိန်ထိဒီနေရာကိုညဘက်ဆိုရင်လူတွေမသွားရကြပါဘူးဂျပန်ခေတ်တုန်းကလည်းဒီနေရာမှာဝါဒဖြန့်ရေဒီယိုအတန်းလွှင့်ဌာနရှိခဲ့ဖူးပါတယ်ဂျပန်စစ်တပ်ကတင်ယူပြီးအသုံးပြုခဲ့တာပါစစ်အတွင်းလူအများအပြားညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့နေရာလည်းဖြစ်နိုင်ပါတယ်အခုချိန်မှာတော့ဒီအဆောက်အဦကြီးကိုစွန့်ပစ်ထားသလိုဖြစ်နေပါတယ်တခါတရံအမှုပညာပြခန့်အဖြစ်ဖွင့်လှစ်ပြီးမြဲပုံမှန်တော့မဟုတ်ပါဘူးဒီနေရာကိုတွားလေဖူးတဲ့ခရီးသွားတချို့ဆိုရင်အထဲမှာဓာတ်ပုံရိုက်တဲ့အခါထူးဆန်းတဲ့အလင်းဘောလုံးတွေပါလာတတ်တယ်လို့ဆိုကြပါတယ်တချို့ဆိုရင်လေကားတန်နေတုံးနောက်ကနေတယောက်ယောက်တက်လာတယ်လို့ခန်းစားရတယ်လဲကြည့်လိုက်ရင်တော့ဘယ်သူမှမရှိပါဘူးဒါကြောင့်လဲချင်းဆောင်နန်းတော်ဟာရန်ကုန်မြို့ရဲ့တရေအချောက်ဆုံးနေရာတွေတဲကတစ်ခုအဖြစ်နာမည်ကြီးနေတာပါဒုတိယနေရာကတော့လှဲတိုင်းအနီးမှာရှိတဲ့အတွင်းဝန်ယုံကြီးဖြစ်ပါတယ်ဒီအဆောက်အဦကြီးကိုတော့မြန်မာတိုင်းတိကျမယ်လို့ထင်ပါတယ်ကိုလိုနီခေတ်ကတိဆောက်ခဲ့တဲ့ဒီအဆောက်အဦကြီးဟာမြန်မာနိုင်ငံရဲ့နိုင်ငံရေးသမိုင်းမှာအထင်ကရနေရာတစ်ခုဖြစ်တယ်လို့တရေအချောက်ဆုံးနေရာတွေထဲကတစ်ခုလည်းဖြစ်ပါတယ်အတွင်းဝန်ယုံကြီးကို1889ခုနှစ်ကနေ1905ခုနှစ်အထိစုစုပေါင်း16နှစ်ကြာတည်ဆောက်ခဲ့ရပါတယ်ဒီအဆောက်အဦကိုဗီတိုရီယာခေတ်ဗီတုကလေယာများနဲ့တည်ဆောက်ထားပြီးအခန်းပေါင်း1000ကျော်ပါဝင်ပါတယ်ကိုလိုနီခေတ်အတွင်းမှာတော့မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးဗဟိုဌာနချုပ်အဖြစ်အသုံးပြုခဲ့ပါတယ်
လွတ်လပ်ရေးရသည့်နောက်ပိုင်းမှာလည်းအစိုးရယုံများဆက်ရနေရအဖြစ်ဆက်လက်အသုံးပြုခဲ့ပါတယ်။ဒါပေမဲ့ဒီအဆောက်အဦကိုကဘာကျော်စေဟဲ့အဖြစ်ဆိုးတစ်ခုရှိပါတယ်။အဲ့လာကတော့1940ခုနှစ်ဇူလိုင်လ19ရက်နေ့မှာဖြစ်ပွားခဲ့တဲ့အာဇာနည်နေ့လုတ်ကြံတက်ဖြတ်မှုဖြစ်ပါတယ်။အဲ့ဒီနေ့မှာဗိုလ်ချုပ်အောင်ဆန်းအပါအဝင်မြန်မာနိုင်ငံရဲ့အာဇာနည်ခေါင်းဆောင်9ဦးဟာဒီအဆောက်အဦအတွင်းမှာပဲလုတ်ကြံတက်ဖြတ်ခံခဲ့ရပါတယ်။သူတို့ရဲ့အသက်တွေဆုံးရှုံးခဲ့ရတဲ့နေရာဟာဒီအဆောက်အဦထဲကအခန်းတစ်ခန်းမှာဖြစ်ပါတယ်။ဒီလိုဝမ်းနည်းခြေခွဲစရာဖြစ်ရကြီးဖြစ်ပွားခဲ့တဲ့အတွက်ဒီနေရာမှာဝမ်းနည်းစရာစွမ်းအင်တွေကြံရစ်နေတယ်လို့လူအချို့ယုံကြည်ကြပါတယ်။လုံခြုံရေးဝန်ထမ်းဟောင်းတဦးကတော့အခုလိုပြောပြခဲ့ပါတယ်။ကျွန်တော်ဒီမှာအလုပ်လုပ်နေတဲ့အချိန်ညဘက်ဆိုရင်ထူးဆန်းတဲ့အဖြစ်အပျက်တွေအများကြီးဖြစ်တတ်ပါတယ်။ည7 နာရီလောက်ဆိုရင်အပေါ်ထက်ကလွေကားတိုင်းတွေမှာလူတွေလျှောက်သွားနေတယ်လို့ခြေတန်းတွေကြားရတတ်ပါတယ်။ခြေတန်းတွေကအရန်ကိုရှင်းရှင်းလင်းလင်းထည့်ပါတယ်။တခါတလေတော့အော်ဟစ်တန်တွေအကူညီတောင်းတန်တွေလည်းကြားရတတ်ပါတယ်။တချို့ညတွေဆိုရင်အခန်းတကားတွေအလိုလိုဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတတ်ပါတယ်။ကျွန်တော်တို့လုတ်ဖော်ကွင်ဖတ်တွေကြားမှာတော့ဒီအတန်တွေဟာကိုလိုနီခေတ်တုန်းကဒီနေရာမှာညင်းပန်းနှိပ်စက်ခံခဲ့ရတဲ့အချင်းစားတွေဝိညာဉ်တွေလို့ပြောဆိုကြပါတယ်။တချို့လူတွေကတော့အာဇာနည်ခေါင်းဆောင်တွေဝိညာဉ်တွေဒီနေရာကိုလာရောက်လှည့်လည်နေကြတယ်လို့ယုံကြည်ကြပါတယ်။လက်ရှိမှာတော့အတွင်းဝင်ယုံကြည်ကိုပြုပြင်ငွေမှန်းမှုများဆောင်ရွက်နေပါတယ်။အနာဂတ်မှာခရီးတွားရဲ့တီးများအတွက်ပြူတိုက်နဲ့ယဉ်ကျေးမှုစင်တာအဖြစ်ဖွင့်လှစ်ရန်စီစဉ်နေတယ်လို့သိရပါတယ်။ဒါပေမဲ့ဘလောက်ပဲပြူပြင်မွေးမှန်းမှုတွေလုပ်လို့ဒီအဆောက်အဦရဲ့အေးဆက်တဲ့ခန်းစားမှုကတော့ပျောက်ကွယ်သွားမှာမဟုတ်ဘူးလို့လူတွေပြောကြပါတယ်။ညဘက်မှာဒီနေရာအနီးကနေဖြတ်သွားရင်လေထဲမှာထူးခြားတဲ့အေးဆက်မှုတစ်မျိုးခန်းစားရတတ်တယ်လို့အနီးအနားကလူတွေပြောဆိုကြပါတယ်။3. ကန်တော်ကြီးဟိုတယ်တတိယနေရာကတော့ရန်ကုန်မြို့ကလူသိများတဲ့နေရာတစ်ခုကန်တော်ကြီးဟိုတယ်တချင်ကတော့ဒီဟိုတယ်ကြီးဟာရန်ကုန်မြို့ရဲ့အထင်ကရဇင်ခံဟိုတယ်ကြီးဖြစ်ခဲ့ပါတယ်။ကန်တော်ကြီးရဲ့လှပတဲ့ယေရှုခင်းကိုကြည့်ရင်အေးအေးဆေးဆေးအနားယူနိုင်တဲ့နေရာတစ်ခု။ဒါကြောင့်လေနိုင်ငံသားဧည့်သည်တွေအများကြီးလာရောက်တိတ်ခိုခဲ့ကြပါတယ်။ဒါပေမဲ့ဒီဟိုတယ်မှာအစားပိုင်းကတည်းကထူးဆန်းတဲ့အဖြစ်အပျက်တွေရှိနေခဲ့တယ်လို့လူတွေပြောဆိုကြပါတယ်။ဒီနေရာမှာတဲခိုဘူးတဲ့အမျိုးသမီးတဦးကတော့အခုလိုပြောပြခဲ့ပါတယ်။ကျမအဲ့ဒီဟိုတယ်မှာတညတဲခိုဖူးတယ်။ညဘက်အိပ်ပျော်နေတော့ရုတ်တရက်အိပ်ရာကနိုးလာတယ်။အဲ့ဒီအချိန်မှာအခန်းတကားကဖြည်းဖြည်းချင်းပွင့်လာနေတယ်။ကျမတကားဘက်ကိုကြည့်လိုက်တယ်။ဒါပေမဲ့ဘယ်သူမှမရှိဘူး။ဒါနဲ့တကားကိုပြန်ပိတ်လိုက်တယ်။နည်းနည်းကြတော့ရေချိုးခန်းလေးကရေကျတန်တွေကြားလာတယ်။ဒါပေမဲ့အဲ့ဒီအခန်းထဲမှာကျမတယောက်သေးပဲရှိနေတယ်ဆိုတာသိကြပါတယ်။အဲ့ဒီညကတော့ကျမတညလုံးမအိပ်ရတော့ဘူး။မနေ့ရောက်တော့ဟိုတယ်ဝန်ထမ်းတွေကိုမေးကြည့်ခဲ့တယ်။ဒါပေမဲ့သူတို့ကပြုံးယုံတာပြုံးပြီးဘာမှမဖြစ်ဟေ့ကြဘူး။တချို့ဧည့်သည်တွေကတော့ဟိုတယ်စင်ကန်တွေမှာအဖြူရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသမီးတယောက်လှည့်လည်နေတယ်လို့ပြောကြပါတယ်။သူမဟာရှည်လျားတဲ့အဖြူရောင်ဝတ်စုံကိုဝတ်ထားပြီးစင်ကန်လမ်းတွေမှာတိတ်တိတ်လေးဖြတ်သွားတတ်တယ်လို့ဆိုကြပါတယ်။ပြီးတော့2019ခုနှစ်အောက်တိုဘာလ19ရက်နေ့မှာဒီဟိုတယ်ကြီးဟာမီးလောင်ပျက်စီးသွားခဲ့ပါတယ်။မီးစက်တင်လောင်ခဲ့တဲ့အချိန်ကညနေ9 နာရီလောက်မီးဟာတညလုံးစက်တိုက်လောင်ကျွမ်းခဲ့ပါတယ်။ကန်ကောင်းတာကတော့လူထိခိုက်မှုမရှိခဲ့ပါဘူး။ဒါပေမဲ့ရန်ကုန်မြို့ရဲ့စမိုင်းဝင်အဆောက်အဦတစ်ခုပျက်စီးသွားခဲ့ရပါတယ်။မီးလောင်ပြီးနောက်ပိုင်းမှာတော့ဒီနေရာဟာပိုပြီးတော့တောင်ရှိုးဝဲစမ်းကြယ်မှုတွေများလာခဲ့ပါတယ်။တချို့လူတွေကတော့ဒီမီးလောင်မှုဟာမတော်တာစားမှုမဟုတ်ဘူးလို့ယုံကြည်ကြပါတယ်။တချို့ကတော့ဒီဟိုတယ်ထဲမှာရှိနေတဲ့မမြင်နိုင်တဲ့အရာတွေကြောင့်ဒီမီးလောင်မှုဖြစ်ခဲ့တာလို့တောင်ပြောကြပါတယ်။အခုတော့ဒီနေရာကိုပြန်လည်ပြုလည်နေပါပြီ။ဒါပေမဲ့အတိတ်ကဝိညာဉ်တွေကတော့ဒီနေရာမှာဆက်လက်ကြံရစ်နေအောင်မယ်လို့လူအချို့ယုံကြည်နေကြပါတယ်။ညဘက်မှာဒီနေရာအနီးကိုဖြတ်သွားတဲ့အခါတချို့လူတွေကတော့မီးလောင်ခဲ့တဲ့အချိန်ကလို့အော်ဟစ်ထန်တွေ
အကူအညီတောင်းတတွေကြားရတတ်တယ်လို့ပြောဆိုကြပါတယ် နံပါတ်၄ရွှေဒီကုံဖျားလှေကားထိမြန်နောက်ဆုံးနေရာကတော့ရွှေဒီကုံဖျားရေလှေကားထိမြန်ပဲဖြစ်ပါတယ်ဖျားရှိခိုးတဲ့နေရာမို့တရေရှိမယ်လို့မထင်ဘူးမလားဒါပေမဲ့ညတန်းကောင်ကြော်လာတဲ့အခါဒီနေရာဟာတမျိုးတစ်ဖုံထူးခြားသွားတတ်ပါတယ်ရွှေဒီကုံစေတီတော်ဟာနှစ်ပေါင်း2500ကျော်တက်တန်းရှိတယ်လို့ယုံကြည်ကြပါတယ်ဂေါတမမူထမင်းစော်ဖျားရဲ့စံတော်ရှစ်စုကိုထာပနာထားတဲ့နေရာဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာဝင်တွေအတွက်အထွတ်အမြတ်ဆုံးနေရာတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာဟာဗုဒ္ဓဘာသာယုံကြည်ချက်တွေနဲ့ဒါမကရှေးဟောင်းနဲ့ကိုးကွယ်မှုယုံကြည်ချက်များနဲ့လည်းဆက်ဆက်နေတယ်လို့ပြောကြပါတယ်။တချို့လူတွေကတော့ရွှေတကုံစိတ်တီတော်ကိုစောင့်ရှောက်နေတဲ့နှက်မင်းများရှိတယ်လို့ယုံကြည်ကြပါတယ်။သူတို့ဟာဖျားကိုလာရောက်ဖူးမြော်တဲ့သူတွေကိုစောင့်ရှောက်ပေးကြတယ်လို့ဆိုပါတယ်။ဒါပေမဲ့ညနေပိုင်းမှာတယောက်တည်းဖျားကိုတက်လာရင်နှက်တွေဒေါသထွက်တတ်တယ်လို့လည်းတန်တာကြီးဆန်ဆန်ပြောဆိုကြပါတယ်။အထူးသဖြင့်အနောက်ဘက်မုကလေကားထစ်တွေမှာရားဘက်ဆိုရင်ထူးဆန်းတဲ့အဖြစ်အပျက်တွေထစ်တတ်ပါတယ်။တချို့လူတွေကတော့ဖုန်ကြီးများရဲ့ရုပ်ဆွင်တွေရုပ်တရက်ပေါ်လာတတ်တယ်လို့ပြောကြပါတယ်။တခါတလေစောင်းတီတန်းလိုအတန်များကြားရတတ်တယ်လို့လည်းဆိုကြပါတယ်။တချို့လူတွေကတော့ရှေးခေတ်ကဖျားတီဆောက်ခဲ့ကြတဲ့သူတွေ၏ဝိညာဉ်များဒီနေရာမှာကြံရစ်နေတယ်လို့ယုံကြည်ကြပါတယ်။သူတို့ဟာဖျားကိုလာရောက်ဖူးမြော်တဲ့သူတွေကိုတိတ်တိတ်လေးစောင့်ကြည့်နေကြတယ်လို့ဆိုကြပါတယ်။ဒါကြောင့်ညင်းနက်ပိုင်းမှာတယောက်သေးရွှေတကုံဖျားကိုတက်လာရင်နတ်တွေဖြစ်ဖြစ်ဝိညာဉ်တွေဖြစ်ဖြစ်လာရောက်နှောက်ယှက်နိုင်တယ်လို့တန်တာဤဆန်ဆန်ပြောဆိုကြပါတယ်။တချို့လူတွေကတော့ညဘက်မှာဇေဒီတော်အနီးမှာလူရစ်များလွှက်လည်နေတယ်လို့မြင်ဖူးတယ်လို့ဆိုဖူးပါတယ်။သူတို့ဟာလူတွေလိုလန့်ရှောင်နေကြပေမဲ့ခြေထောက်တွေကမြေကြီးကိုမထိကြဘူးလို့ပြောဆိုကြပါတယ်။ဒါကြောင့်ရွှေဒီကုံဖျားဟာနေကင်းဘက်မှာအေးချမ်းတဲ့နေရာဖြစ်ပေမဲ့ညဘက်ကျရင်ပုထုဇဉ်တွေအဖို့ခြောက်ချားစေနိုင်တဲ့နေရာတစ်ခုဖြစ်လာတတ်ပါတယ်။ ဟုတ်ကဲ့ဒီညကျွန်တော်တို့အတူတူလေးလာခဲ့တယ်ရန်ကုန်မြို့ရဲ့တရေအချောက်ဆုံးနေရာ၄ခုကတော့ကျင်းဆောင်နန်းတော်အတွင်းဝင်ယုံကြီးကန်တော်ဤဟိုတယ်နဲ့ရွှေဒီကုန်းဗျာလွေကားထစ်မှာဖြစ်ပါတယ်ဒီနေရာတွေကိုသွားရင်ကြောက်စရာကောင်းယုံတယ်မကပဲမြမသမိုင်းရဲ့အကြောင်းအရာတွေဝမ်းနည်းစရာဖြစ်ကလေးကိုပါပြန်လည်ခန်းစားမိစေပါတယ်ခမများတို့တော့ဒီနေရာတွေထဲကတနေရာကိုရောက်ဖူးပြီးထူးဆန်းတဲ့အတွေ့အကြုံတွေရှိဖူးလားဒါမှမဟုတ်ခမများတို့သိထားတဲ့ရန်ကုန်မြို့တွေကတရေအချောက်ဆုံးနေရာတွေတခြားရှိသေးလားရှိတယ်ဆိုရင်ကွန်မန့်မှာမှန်ခဲ့ပေးပါဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုလေးကြိုက်တယ်ဆိုရင် like လေးနေပေးပါနောက်ထပ်ဒီလိုစိတ်ဝင်စားစရာဗီဒီယိုလေးတွေကြည့်ဖို့ subscribe လုပ်ထားပေးပါခင်ဗျားတို့ရဲ့ထင်မြင်ချက်တွေအတွေ့အကြုံတွေကို comment မှာဝင်ရောက်ရေးထားခဲ့ဖို့မမေ့နေဘူးနော်နောက်အပတ်တွေမှာနောက်ထပ်စမ်းကြယ်မှုတွေစိတ်ဝင်စားစရာဇာတ်လမ်းအသစ်တွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ဒီကနေ့အတွက်တော့ဒီလောက်ပါပဲအားလုံးပဲကောင်းမွန်တဲ့ညခင်လေးဖြစ်ပါစေ